ပရိုဂျူဆာမိန်းမဖြစ်တော့မှာမို့မင်းသားရေးချမ်းမောင်ကိုညှင်းလိုက်တဲ့မင်းသမီးမေမြင့်မို့မင်းသမီးကျောင်းမေမြင့်မို့ကတော့အစင်းလဲရှိပြီးချင်းနဲ့ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အမှုပညာတစ်ခုတည်းသာမကပဲစီးပွားရေးမှာလည်းအကွက်ကွင်းတီးလို့ဘယ်သူမှမရှင်းနေရတဲ့ခီးသွွားနဲ့ဝန်ဆောင်မှုလုပ်ငန်းမှာပကံမြို့သူဟိုတယ်ဖွင့်ပြီးပတ်စံရှာတော်တဲ့သူပါ။သူမပါဝင်တဲ့ဇာတ်ကားတွေဟာပြည်သက်တွေမကြိုက်ကြတာရှာပေမယ့်အခုနောက်ပိုင်းမှာတော့မလိုက်ဖက်တဲ့ဇာတ်ရုပ်တွေမှာနေရာဝင်ယူနေလို့လူတွေရဲ့ဝေဖန်မှုတွေရရှိနေခဲ့တာပဲဖြစ်ပါတယ်။အနုပညာလောကတွေကိုစောင့်ဝေကလေးကအခြားမင်းသမီးတွေလိုနာမည်ပြတ်မရှိပေမဲ့ယခုနှစ်ပိုင်းတွေမှာမင်းသားအေးချမ်းမောင်နဲ့သတင်းတွေထွက်နေခဲ့တာပဲဖြစ်ပါတယ်။အနေရတဲ့သူတို့မျိုးရဲ့ပုံစံကြောင့်ပြည်သက်တွေအားပေးမှုကိုရရှိနေခဲ့တယ်လို့စကားတွေမှာလေးလိုက်ဖက်တဲ့အတွက်စိတ်ချင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ယခုလိုမျိုးအများရဲ့မြန်မာတည်တာနေတဲ့မင်းမြင့်မုံနဲ့အေးချမ်းမောင်တို့ဟာဘာကြောင့်အထီးလင်းဆုံးတွဲမဖြစ်ခဲ့ကြသလဲဆိုတဲ့မိကုန်းနဲ့အမင်းများလာတဲ့အခါမှာမင်းသမီးရမကြခင်မှာပရိုဂျူဆာတူနဲ့လက်ထပ်တော့မှကြောင့်ပဲဖြစ်ပါတယ်။ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာနာမည်ကြီးတဲ့ပရိုဂျူဆာပူစံနဲ့လက်ထပ်တော်မှာဖြစ်တယ်လို့သတင်းထွက်နေပေမယ့်မင်းသမီးဘက်ကဖြည့်ရှင်းမှုမရှိတဲ့အတွက်အများကအခုလိုထင်နေကြတာပဲဖြစ်ပါတယ်။မင်းသမီးမေမြင့်မို့ရဲ့လက်တွဲပုံနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့အမြင်ကိုလည်း comment မှာဝေမျှပေးကြပါအောင်ရှင်။